ဒေသပေါင်းမြို့နယ်ကြားပြစ်ကန်ကြီးရွာနှစ်ဖက်မိဘအမှုထားလို့အလူပေးနေတာအထိန်တကာကြီးကဦးအောင်မောင်ပါအထိန်လူမတော်တော်နဲ့နဲ့တာလူတကာဦးကျော်ခိုင်ဦးသမီးလူမတော်မီမီကိုပါဦးကျော်ပိုင်ဦးနဲ့တော်မီတီးရဲ့ပါတာကရိန်တကာမောင်ကျော်နိုင်ဦးသမီးလူမတို့ကမရွှေသေးသေးပါမရွှေသေးအေးပါအထိန်မွဲကြီးကစံပြုတ်လောက်เสียပါဝိတိုင်းဒေသပေါင်းမြို့နယ်ကြားပြစ်ကန်ကြီးရွာနှစ်ဖက်မိဘအမှုထားလို့အလူပေးနေတာအထိန်တကာကြီးကဦးအောင်မောင်ပါအထိန်လူမတော်တော်နဲ့နဲ့တာလူတကာဦးကျော်ခိုင်ဦးသမီးလူမတော်မီမီကိုပါဦးကျော်ပိုင်ဦးနဲ့တော်မီတီးရဲ့ပါတာကရိန်တကာမောင်ကျော်နိုင်ဦးသမီးလူမတို့ကမရွှေသေးသေးပါမရွှေသေးအေးပါအထိန်မွဲကြီးကစံပြုတ်လောက်เสียပါတဖန်ချောက်ကြီးရွာကဘာကြီးကြောင်းနိုင်ကြီးမှာပူရီမာဝါမှာထတော်မူရှာသောတန်ဃာတော်အရှင်မြတ်တို့ဝတ္ထုပေါင်းစီဆုံးသောအတိနာစီဝရံအထိန်လျာသင်္ကန်းမြတ်နဲ့လူရန်ပေးတဲ့ဒီလူမှာတရွာလုံးကိုညီလို့တာအလူရှင်တို့မှာတရားစိတ်ကူးထူတဲ့အလူတော်ပါလူတော်စပူကျော်နေတာအထိန်အလူတော်မင်္ဂလာတရားစိတ်ယုံဖိတ်လို့သာစေတနာများသုံးနှံပြတ်တာ1389ခုအေးချမ်းသာတစောင်းမုံလာခါလာစမ်းမ3ရက်လီအလူပြီးလို့တာကြားပြစ်ကန်ကြီးရွာလီကယရနာမိသားစုမှာကဘာကြီးကြောင်းနိုင်ကြီးတို့တရားနာကြွားပါရန်ဆွေသားများတို့ဖိတ်ကြားလိုက်ကြဗျာပေါင်းမြို့နေကြားပြစ်ကန်ကြီးရွာအထိန်လူရှင်မိသားစုရဲ့ဒုတိယအကြိမ်မြောက်အထိန်မင်္ဂလာလူပွဲကြီးကို1389ခုနှစ်ဇောင်းမောင်းလာစံ4ရက်နေ့အထိန်ပွဲကြီးကိုပေါက်မြို့နယ်မှာတဖန်း6ကြီးရွာကဘာကြီးကျောင်းတိုက်ကြီးတို့အထိန်အလူရေစက်ချတရားနာကြွားရောက်ကြပါရင်ခင်မင်းလေးမြတ်စွာဖြင့်ဖိတ်ကြားလိုက်ရပါတယ်ခင်ဗျာပေါင်းမြို့နယ်ကြားပြစ်ကန်ကြီးရွာနှစ်ဖက်မိဘအမှုထားလို့အလူပေးနေတာအထိန်တကာကြီးကဦးအောင်မောင်ပါအထိန်လူမတော်တော်နဲ့နဲ့တာလူတကာဦးကျော်ခိုင်ဦးသမီးလူမတော်မီမီကိုပါဦးကျော်ပိုင်ဦးနဲ့တော်မီတီးရဲ့ပါတာကရိန်တကာမောင်ကျော်နိုင်ဦးသမီးလူမတို့ကမရွှေသေးသေးပါမရွှေသေးအေးပါအထိန်မွဲကြီးကစံပြုတ်လောက်เสียပါတဖန်ချောက်ကြီးရွာကဘာကြီးကျောင်းနိုင်ကြီးမှာပူရီမာဝါမှာထတော်မူရှာသောတန်ဃာတော်အရှင်မြတ်တို့ကိုဝတ္ထုပေါင်းစီဆုံးသောအထိနာစီဝရံအထိန်လျာသင်္ကန်းမြတ်နဲ့လူရန်ပေးတဲ့ဒီလူမှာတရွာလုံးကိုညီလို့တာအလူရှင်တို့မှာတရားစိတ်ကူးထူတဲ့အလူတော်ပါစပူကျော်နေတာအထိန်အလူတော်မင်္ဂလာတရားစိတ်ယုံဖိတ်လို့သာစေတနာများသုံးနှံပြတ်မှာ1389ခုအေးချမ်းသာတစောင်းမုံလာခါလာစမ်းမ3ရက်လီအလူပြီးလို့တာကြားပြစ်ကန်ကြီးရွာလီကယရနာမိသားစုမှာကဘာကြီးကြောင်းနိုင်ကြီးတို့တရားနာကြွားပါညာဆွေသားများတို့ဖိတ်ကြားလိုက်ကြဗျာ